ဒီနေ့ကျွန်တော်လက်ထဲမှာ box လေးတစ်ပေါက်ရောက်နေတယ်ဒါလေးကတော့ power bank error ဖြစ်သွားလို့ပြန်လဲထားတာရောက်နေတဲ့ power bank ဘူးလေးပဲဖြစ်ပါတယ်ဒီကလုံရင်းတူရှင်းကိုပြောပါဆိုရင်တော့ power bank မကောင်းလို့လဲတယ်ပြန်ရလာတယ်ဒါပါပဲ okay အဲ့တော့ကျွန်တော်ကဒီ power bank ကိုတုံးထားဆိုရင်တစ်နှစ်လောက်တော့ရှိပြီเนาะကျွန်တော်ဖူးဖောက်ကြည့်လိုက်တာထူးထူးခြားခြားနဲ့ဖြစ်နေလို့ခုဒါလေးကိုကျွန်တော်ဗီဒီယိုဖွင့်ပြီးတော့တင်ပေးမှာဖြစ်ပါတယ်ဒီကတော့ကျွန်တော်ဒါကိုတုံးတဲ့ဟာကအခုတော်တော်များများသော power bank တွေကိုတုံးမယ်ဆိုလို့ရှိရင်ဖုန်းတွေမှာကတော့ပဲねကျွန်တော် laptop တွေပါစပြီးတော့အားသွင်းပြလာတယ်အပြင်ကိုတည်သွားလို့ရတဲ့ပေါ့ပေါ့ပါ laptop တွေပါကျွန်တော်တုံးလာတဲ့အခါကျတော့အဲ့ power bank ကို laptop မှာပါတုံးဖို့အတွက်ကလိုလာတယ် power bank တစ်လုံးကို laptop မှာတုံးမယ်ဆိုရင် laptop ရဲ့အားသွင်းဖို့ပေါ့နော်မြန်အားသွင်းဖို့ power watt ဘယ်လောက်ထွက်လဲဆိုတာကလည်းအရေးကြီးသေးတယ်ဒီ power bank ကကြတော့150 watt အထိ maximum ထွက်တယ်အနည်းဆုံး type C ကနေပြီးတော့ဟိုဒီ120 watt ဒီထုတ်ပေးနိုင်တယ်လို့150 watt စုပေါင်း total ထွက်တယ်ပေါ့နော်ပြီးတော့အားပြန်သွင်းမယ်ဆိုလို့ရှိရင်လည်းပဲ90 watt နဲ့တော့အားပြန်သွင်းလို့ရတယ်ဆိုတော့တော်တော်လေးမြန်တဲ့အထက်မှာပါတယ်ကျွန်တော်လောဆယ်အပြင်ကိုတည်သွားဖို့သုံးနေတဲ့ဒီ Zenbo S40 မှာဆိုရင်လည်းပဲ90 watt charger အထိသုံးလို့ရတယ်အဲ့တော့ဒီ power bank က120အထိထုတ်ပေးနိုင်တယ် laptop က90 watt အထိခံနိုင်တယ်ဆိုတော့တော်တော်လေးကာဗာဖြစ်တဲ့အထက်ထဲမှာပါတယ်အများကြီးတော့မဟုတ်ဘူး2000 mAh ကိုဝယ်ထားတာပေါ့နော်ဘာလို့2000ပဲဝယ်တာလဲအများကြီးဘာလို့မဝယ်တာလဲဆိုတော့ airline စစ်ဖြစ်ပါတယ်ကျွန်တော်ခရီးသွားတဲ့အခါမှာ power bank ကိုတည်သွားမယ်ဆိုလို့ရှိရင်2000အထက်ဆိုရင်လည်းစကားတွေကစပြောလာပြီနောက်ပြီးတော့ဒီ power bank မှာကအထဲထဲမှာ airline safe ဆိုတဲ့ sticker လေးလည်းပါတာဖြစ်တဲ့အတွက်ကျွန်တော် immigration မှာစကားတွေပါပြောစရာဖြစ်လာတဲ့အခါမှာအဲ့ sticker လေးကိုပြရင်တော်တော်လေးအဆင်ပြေနေပါပြီအပူစာလာစကားတွေပြောစရာမလိုဘူးအားကြောင့်ပဲကျွန်တော်ဒီ power bank လေးကိုစပြီးတော့ဝယ်ဖြစ်ခဲ့တဲ့ price to performance လည်းကောင်းတယ်ဆိုပြီးတော့ဝယ်ဖြစ်ခဲ့တယ်ပေါ့ဗျာတခြားသော Samsung တွေဘာတွေသုံးချင်သုံးလို့ရပါမယ်ကိုရီးယားမှာလည်းဒီ power bank လေးကစပြီးတော့အခုခေတ်စားလာတဲ့အခါကျတော့ကျွန်တော်မှာဖြစ်သွားတာပဲဖြစ်ပါတယ်အဲ့တော့အာမခံဘယ်လောက်ပြီးလဲဆိုတာကိုကျွန်တော်စပြီးတော့ပြောပေးမယ်အာမခံ18လအာမခံရပါတယ်18လအတွင်းမှာသူတို့ကပြန်ပြီးတော့လဲပေးရလားပြုပြင်ပေးရလားတာဝန်ယူပေးတယ်လို့ပြောတယ်ပေါ့ဗျာအဲ့ဒါနဲ့ပဲကျွန်တော်လိုက်ပြီးတော့ website မှာကြည့်လိုက်တဲ့အခါကျတော့ပထမ12လကိုလုံးဝ free လုပ်ပေးတယ်ဒါပေမဲ့နောက်6လမှာကျတော့သူစီကိုပို့တဲ့ delivery ကနေပြန်တဲ့ delivery ကနေခံပါလို့တော့ပြောတယ်ဒါကိုရီးယားမှာပေါ့နော်ဒါပေမဲ့ကျွန်တော်ကအခုတစ်နှစ်ကျော်သွားပြီတစ်နှစ်နဲ့2လလောက်ဖြစ်သွားပြီဆိုတော့14လထဲမှာပါသွားပြီဒါပေမဲ့ကျွန်တော်ပတ်စံတွေပြားမှမပေးလိုက်ရအောင် delivery ကအသွားအပြင်ကမပေးရသလိုရောက်လာတဲ့ power bank ကလည်းပဲအခုပြင်ထားတဲ့ power bank မဟုတ်ဘဲနဲ့လုံးဝပါကင်ကြီးရောက်လာတာဗျာတည်ရအစ်စ်ကြီးရောက်လာတာဒီ power bank ဈေးကလည်းပဲနည်းနည်းလေးသေးတယ်တဲ့တော့မပါဘူး9000ကျော်လောက်ရှိရပေါ့နော်1နဲ့ဆိုရင်9000ကျော်မြန်မာငွေနဲ့3ဝန်းကျင်လောက်ရှိတယ်ဆိုတော့အရင်ဈေးသက်တာနေတဲ့အထက်မှာမပါဘူးအဲ့တော့ကျွန်တော် power bank ပြတ်သွားတော့တော်တော်လေးတော့စိတ်ပိန်သွားပြီပေါ့ဟာနှမျိုးစရာကြီးဘာမှလည်းမလုပ်ဘဲနဲ့ error တက်သွားတယ် error ကလည်းအခုဒီမှာမြင်နေရတဲ့အတိုင်းပဲပေါ့နော်အားလည်းသွင်းလို့မရသလိုအားလည်းထုတ်ပြီးတော့သုံးလို့မရတော့ဘူးအဲ့လိုမျိုးလေးမိတုံဖြစ်နေတာအဲ့ဒါနဲ့ကျွန်တော် AS ရှောက်လို့ရမလားရှာကြည့်တယ်ရှာကြည့်တော့ကိုရီးယားမှာဆိုရင်ကအိုတော့နဲ့စပြီးတော့ပြောလို့ရတယ်ဖုန်းနဲ့မဟုတ်ဘူးเนาะ message နဲ့ဒီလိုသင်ကကိုရီးယားလေးမတက်ဘူးဆိုရင်လည်း translate နေတာချပြည့်မှာအဲ့လိုပြောအဆင်ပြေတယ်အဲ့တော့အဲ့လိုမျိုးသွားပြောတဲ့အခါမှာတော့လိမ့်စာပေးတဲ့ဖုန်းနံပါတ်ပေးပြီးတော့နာမည်အဲ့ဒါပေးလိုက်တယ်ပေးပြီးတော့ power bank ကိုတဲ့အိမ်ရှိတကားပေါက်မှာချပေးထားပါတဲ့ပူလေးနဲ့ထုတ်ပြီးတော့ဆိုတော့အဲ့ဒါနဲ့ကျွန်တော်ချပေးထားလိုက်တယ်2ရက်ပဲကြာတယ်ပြန်ရောက်လာတယ်အစ်စ်တလုံးဝါကျွန်တော်ပြင်ပေးမယ်လို့ထင်ထားတာအစ်စ်ပြန်ရောက်လာလို့အခုလိုမျိုးကျွန်တော်ဗီဒီယိုရိုက်ပြီးတော့တင်လိုက်တာပဲဖြစ်ပါတယ်အဲ့တော့ဒါကိုသဘောကျရတယ်တင်လဲသုံးချင်တယ်ဆိုလို့ချင်းကျွန်တော်ထုံးစံတိုင်းပဲကျွန်တော်ရဲ့ဗီဒီယိုအောက်မှာကူပန်လင့်လေးချပေးထားတယ်အဲ့ဒီမှာနှိပ်ပြီးတော့လည်းပဲသွားဝယ်ပြီးတော့ကျွန်တော်ကို supporting လုပ်လို့လည်းရပါတယ်ဒါပေမဲ့ဒီဟာကိုမဝယ်ခြင်းဘူးကူပန်ကနေတခြားပစ္စည်းဝယ်မယ်ဆိုရင်လည်းပဲကျွန်တော်ဒီ link ကိုနှိပ်ပြီးတော့ကူပန်ဖွင့်လိုက်ပြီးတော့ sub အောက်မှာကြိုက်တာရှာဝယ်ဗျာအဲ့ဆိုရင်လည်းကျွန်တော်ကို supporting လုပ်ပြီးသားဖြစ်တယ် okay အဲ့တော့ဒီဟာလေးကိုကျွန်တော် unboxing လုပ်ရင်းနဲ့စကားစမြည်လေးဆက်ပြောအောင်ဒီဟာကကိုရီးယားမှာပဲဝယ်ရမှာပေါ့နော်မြန်မာပြည်မှာဆိုရင်တော့ဝယ်လို့တော့အဆင်ပြေမှာမဟုတ်ဘူးဒါပေမဲ့သင်ကမြန်မာပြည်ကနေကြည့်နေတယ် experience ရကြည့်နေတယ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်ရဲ့ဒီ comment box မှာ power bank experience လေးဘယ်လိုရှိလဲ power bank နဲ့ပတ်သက်ပြီးတော့အတွေ့အကြုံဘယ်လိုရှိလဲဆိုတာလေးတွေကိုပြောပြရင်းနဲ့တခြားသောသူတွေနဲ့အတူတူကျွန်တော်တို့စကားနီးနှောဖလှယ်ရင်းနဲ့ power bank အကြောင်းလေးဆွေးနွေးသွားလို့ရပါတယ်အဲ့တော့ကျွန်တော်ဒါလေးကိုစပြီးတော့ဖောက်ကြည့်ပါမယ်လုံးဝအစ်စ်ကြီးပေးမယ်လို့ကထင်ကိုထင်မထားတာဒီ brand အနေနဲ့ကလည်းပဲအများကြီးထုတ်တယ်ပေါ့နော်ပါပန်းအများကြီးထုတ်တယ်1000 mAh တွေ2000တွေ2000ခွဲတွေအများကြီးထုတ်တယ်ကျွန်တော်အခုဒီမှာပုံပြထားတယ်ပေါ့နော်ပုံပြထားတဲ့အတိုင်းပဲတော်တော်လေးအများကြီးထုတ်တာကိုတွေ့ရတယ်ကျွန်တော်သုံးနေချက်ပါပန်းလေးပါအကြီးမုံတော့ဒီလောက်လေးပဲတီးလေးပဲဒီမှာဒီကိုင်းလေးပဲအဲကြောင့်ကျွန်တော်အပြင်သွားလို့ရှိရင်ယူသွားတာပြီးတော့ဒီဘက်မှာကဟောအရင်တော့ကမပါတဲ့ဟာလေးပါလာတယ်ဗျို့
အေးလေးဒါက type C ကြိုးပေါ့နော် C to C ကိုပေးထားတယ်ဟိုအရင်ကကျွန်တော်မှာတော့ A to C လားမသိဘူးဗျအခု event အနေနဲ့ကလည်းပဲကျွန်တော်ဒီဟာကိုဝယ်ပြီးသွားလို့ရှိရင်ပေါ့နော်ဝယ်ပြီးသွားရင်အဲ့ဒီ product ရဲ့ review လေးကိုတော့တွားပြီးတော့တင်ပေးမယ် review တင်ပေးမယ်ဆိုလို့ရှိရင်လည်းပဲသူတို့ customer နှိုက်ပေးမှလားဘာလုပ်ပေးမှလည်းမသိဘူးပေါ့နော် mini power bank တေးသေးလေးနဲ့အခုမြင်တဲ့အတိုင်းပဲဒီလိုအိတ်လေးပါလက်ဆောင်ရနိုင်တဲ့အခွင့်အရေးရှိတာမလို့တကယ်လို့ဝယ်ပြီးသွားလို့ရှိရင်လည်း review လေးပါလေးတွားပြီးတော့ရေးပေးလိုက်ဗျအဲ့ဒါဆိုရင်တင်ကန်ကောင်းရင်နော်အဲ့ဒါလေးလက်ဆောင်ရမှာဖြစ်ပါတယ် okay အဲ့ဒါလေးအဆင်ပြေတဲ့ဟာမစိုးဒီကနေပြီးတော့ကျွန်တော်တို့120 watt အပြည့်ထွက်တယ်ပေါ့နော်ဒီဘက်ကဟာတွေနဲ့အကုန်ပေါင်းလိုက်ရင်တော့150 watt ထွက်မယ် airline safe sticker အဲ့ဒါကတော်တော်သုံးဝင်တယ် airline safe sticker ပါလားတော်တော်သုံးဝင်တယ်အဓိကကတော့ဒီလိုမျိုးပေါ့ပေါ့ပါပါသုံးမယ်ဆိုရင်ဒီလိုမျိုးပေါ့ပေါ့ပါပါ laptop တွေကိုတည်သွားတဲ့အတွက်ပေါ့ပေါ့ပါသုံးတာပဲဖြစ်ပါတယ်တော့ဒီဘက် laptop မှာကျွန်တော်တို့ဒီ charging နေတဲ့ပြဿနာတွေဘာတွေ note တွေဘာတွေမတက်ဘူးအဲ့တော့အပြင်သွားမယ်ဆိုလို့ရှိရင် travel style လေးဒီလောက်လေးပဲ okay ရှင်းလင်းလေးပဲအဲ့လိုမျိုးမဟုတ်ဘူးဖုန်းကိုအားသွင်းနေတယ်ဆိုရင်လည်းသုံးလို့ရတယ်ဘယ်လောက်အကြိမ်ကြီးအားသွင်းနိုင်တယ်ဆိုတာကြီးကျွန်တော်အခုဒီမှာ graph နဲ့ဖော်ပြပေးထားမယ်ဒီဗီဒီယိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ထပ်ပြီးတော့တွေ့ပါမယ်ခင်ဗျ